ကောင်ကဘက်ထရီဟီကန်နော်ဘက်ထရီဟီကန်ကိုအခုအာသင်ခွက်ကောင်ကဘက်ထရီတုံးဘက်ထရီကတော့တစ်ခဲတက်ခဲကတော့တစ်ခဲပဲပါဒီကောင်ဘယ်နှဖို့လဲတာ20ဖို့နော်2.0 AH တဲ့20ဖို့ဘက်ထရီနော်ဒီကောင်နေငါတက်ပြီးတော့စပြရတယ်ငါအခုမှစကြိုက်မှာဆိုတော့ဘက်ထရီတက်ပြီးသွားရင်ဘက်ထရီတက်ပြီးအပေါ်ပါဝါပွင့်ပြီပရိချာခြင်းမရှိဘူးထင်တယ်ရှိလားဘယ်လိုဆန်းလောလောပါ ဟောဒီမှာလော့ခတ်တာတော့ လောပါ အခုကအဲ့ဒါအမြင့်ရနော် ဟုတ်တယ် ဒီကအနိတ် လောက်ထားလို့ရပါ ပူတာတော့ပူတယ်နော်ပူတာတော့ပူ limit တဲ့တော့ပူဝိုင်းသူကသူ့ပူဝိုင်းအော်တိုသွားသူဖြတ်မှာ အော်တိုရက်တော့ ပြက်ပြန်ဖွင့်အပူအားပြင်းလာတော့ပူကတော့တော်ပြင်းတော့မလေးပြင်းတယ်သူကအပေါ်ကလိုးနဲ့ high နဲ့ပါဒီဘက်နေကြည့်အဲ့ဒါ high ဒီကောင်လိုးဟေး လိုသွားနေရက်တော့ ကပ်ပြရပြီ